loro nga YouTube de ma tira sini pong di kana dwe no pe ara ma na mati ma no mati dwe ja la mati phong bong ye khan yu ja ka ba lo so mati den na masi bu ma lou den na ne ma pyo den na ba shi de ti da a kong long ti ya me ba phit ni de so ti ong phong bong lo ji da kong ji da ho lo ji da ma hou fu no ji lai lo shi ma hou la de dwe no ti ong lo ji ya deကြည့်ပြီးတော့လိုက်မလို့ဖို့အဲ့တော့ဒီတခေါင်းကိုမှတ်ထားလောကကြီးမှာကောင်းတာလည်းသိတဲ့နဲ့မကောင်းတာလည်းသိတဲ့နဲ့မသိတဲ့နာဆိုတာမရှိဘူးအားလုံးဟာသိတဲ့နဲ့နော်သို့တော့မပြောတဲ့နာရှိတယ်မလုပ်တဲ့နာရှိတယ်မြတ်စွာဘုရားရဲ့တဝိညုတဉာဏ်ဆိုတာသိတယ်မဟုတ်လားတဝိညုတဉာဏ်ဆိုတာအလုံးကိုသိတာလေအလုံးဆိုတာဘာလို့မကောင်းတာလည်းသိတာပဲကောင်းတာလည်းသိတာတခါတော့ကဒီကာမဏိတန်ယုတ်မှာတက္ကတယောက်ကပါတတိကာမဏိဓမ္မရဲ့ပါတတိမှာတက္ကတယောက်ကလာလျှောက်တယ်ရှင်ဘုရားတပည့်တော်ကမစွဆွဲလို့ပါဘူးတဲ့ရှင်ဘုရားကိုပြောတာရန်ကုန်မှာအမာယာမျက်လက်အတက်ကိုသိတယ်လို့ပြောတယ်တဲ့အဲ့ဒါတပည့်တော်တော့မစွဆွဲလို့ပါဘူးအဲ့ဒီစကားဟုတ်ပါသလားဆိုဟုတ်တယ်ပေါ်တယ်ပြန်ထွက်တယ်နော်မာယာအတက်ကိုမျက်လက်အတက်ကိုရန်ကုန်မှာသိတယ်ဆိုဟုတ်တယ်သိတယ်ဒါကြီးကိုတော့မျက်လက်သွားကြီးပေါ်အဲ့ဒီမှာမြတ်စွာဘုရားရှင်းပြတယ်တိရနဲ့လှုပ်တာအတူလေအဲ့တော့သူ့ကိုပြန်မေးလိုက်တယ်မင်းဒီပါတတိတေသာမှာရှိတဲ့လူဆိုးသခိုးတွေသိလားလမ်ဘဆုလကဆိုတာသပင်ရှိထားပြီးတော့သိုးသွားနေတဲ့ကောင်လေးရှိတယ်အဲ့ဒီလားအဲ့သိုးသွားနေတဲ့ကောင်လေးအရှင်ဘုရင်ကမွေးထားတာသခိုးတွေများတွေထိအောင်လို့မွေးထားလမ်ဘဆုလကသပင်ရှိနဲ့ဘုရင်မွေးထားတဲ့ကောင်လေးအဲ့ဒီကောင်လေးကအတော်ဆိုးတဲ့ကောင်လေးနော်ဘုရင်မျက်နှာအာနာကိုယူပြီးတော့သူလှုပ်ချင်တယ်လူဆိုးတွေဆိုတာမင်းသိလားအသိလားပေါ့ခင်ဗျာဒါပြင်မင်းနဲ့လူဆိုးလားအဲ့တခုမှပြပြတယ်ဟာရှင်ဗျာသိတာနဲ့ပဲလူဆိုးပြောအဲ့လိုဆိုရင်ငါအမာယာသိတာနဲ့ငါအမျက်နဲ့ဆရာကြီးတို့ငါပဲလို့ပြောလို့ရမှာအဲ့လိုဖြည့်ရှင်းတာအဲ့ဒီတုတ်တန်ရှိတယ်မြတ်စွာဘုရားရဲ့အဆုံးအမစကားတွေမှာဘဝနေနည်းတွေများစွာရှိတယ်အတူယူကြရတယ်နော်အတူယူကြရတယ်အဲ့ဒီတော့အဲ့ဒါကြောင့်မို့ကောက်ချက်ချတာလောကကြီးမှာကောင်းတာလည်းသိရမယ်မကောင်းတာလည်းသိရမယ်မသိတဲ့ကြောက်ရဆိုတာမရှိဘူးဒါပေမဲ့လို့ဆရာလေးပေါ့စားတွေကသူဆရာမသိစေနဲ့ဆရာကြီးမသိစေနဲ့ဆိုမျိုးတွေရှိတယ်လေဘုန်းကြီးမသိစေနဲ့ဆရာတော်မသိစေနဲ့ဆိုဝတ်ကြတယ်လေဘယ်သူမသိစေနဲ့မသိတော့ပြောလို့မရဘူးပေါ့နော်အဲ့တော့လောကကြီးမှာမသိတဲ့နာဆိုတာမရှိဘူးမပြောတဲ့နာနဲ့မလုပ်တဲ့နာပဲရှိတယ်အဲ့ဒါပဲရှိတယ်မြတ်စွာဘုရားဟာသိတိုင်းပြောတာမဟုတ်ဘူးသိတိုင်းလုပ်တာမဟုတ်ဘူးသိတာအကုန်သိတယ်အဲ့ဒါကိုကြည့်ပြီးတော့ကိုယ့်အကုန်မတတ်တာငါတို့ဟာသိတဲ့သိလိုက်တာတွေအကုန်သိရမယ်ရှာဝတ္တကံမြေယံတဝတ္တကံညာဏံဆိုတာသိတဲ့သိလိုက်တာတွေအကုန်သိတာကိုပြောတာနော်ညာနဲ့